နောက်တို့ event လာတဲ့ခါကြလို့ရှိရင်ဘလို့ထူးခြားချက်တွေပါလာမလဲဘာတွေပါလာမလဲဆိုတာကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြောပြသွားပေးမယ်အားလုံးပဲမင်္ဂလာပါ AMD Game Shop နေကြိုဆိုလိုက်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့ Secret Ramen ဆိုင်လေးပဲဖြစ်ပါတယ် Secret Ramen ဆိုင်ဆိုတာကတော့ရုပ်ရှင်ထဲမှာနောက်တို့အရန်ကြားရတဲ့နောက်တို့ရဲ့ favorite ခေါက်ဆွဲဆိုင်လေးပဲဖြစ်ပါတယ်ဒီ favorite ခေါက်ဆွဲဆိုင်လေးကိုမြေပုံထဲမှာထည့်သွင်းထားတာဖြစ်ပြီးတော့ brother တို့အနေနဲ့အဲ့နေရာမှာသွားပြီးတော့ခေါက်ဆွဲစားလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုထူးထူးခြားခြားအနေနဲ့ကတော့ interface ပဲဖြစ်ပါတယ် interface မှာဆိုလို့ရှိရင်ကြည့်ရလောက်နောက်တို့ပုံကြီးနဲ့ခန့်ခန့်ညာညာရှိတယ်မွန်တွန်းကဒေဂျာပေါက်နောက်တို့ဖန်အကြီးစားကြီးပဲဖြစ်လိမ့်မယ်ဘယ် collaboration နဲ့မှလုံးမပေးဘူးတဲ့ interface မှာနောက်တို့ second ခန့်ခန့်ကြီးထားပေးထားတာဖြစ်ပြီးတော့ကြိုက်တဲ့ hero နဲ့ထားလို့ရမယ်အဲ့ဒီတစ်ကလည်းအဲကြလို့ရှိရင်ပါလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ lobby design ပဲဖြစ်ပါတယ်တို့ game မဆော့ရင်စောင့်နေရတဲ့ lobby အတွင်းမှာဆိုလို့ရှိရင်လည်း background ကိုနောက်တို့ရုပ်ရှင်တွေကအကျော်မော်နေရာတစ်ခုကိုထည့်သွင်းထားတာဖြစ်ပါတယ်နောက်တစ်ခုထူးထူးခြားခြားအနေနဲ့ကတော့ lost skin ပဲဖြစ်ပါတယ်အားလုံးစိတ်ဝင်စားကြလို့အားလုံးတိထားကြတဲ့မာဒရာရဲ့ skin ကြီးကိုတော့အနေနဲ့ထည့်သွင်းထားတာဖြစ်ပါတယ်ဆိုတော့ဒါလည်းတော်တော်ကြီးကိုမိုက်ပြီးတော့ထွက်လာတဲ့ခါကျလို့ရှိရင်လည်းစိတ်ဝင်စားဖို့ကောင်းမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့တော့ collaboration map ပဲဖြစ်ပါတယ် collaboration map အနေနဲ့ကတော့နောက်တို့ရဲ့ကိုနိုဟာရွာကြီးကို mobile ကြီးချက်မြေပုံအနေနဲ့အသွင်ဖန်ထားတာဆိုတော့ကိုနိုဟာရွာရဲ့အငွေ့တက်တွေ enemy ရုပ်ရှင်ရဲ့အငွေ့တက်တွေအကုန်လုံးကို game ဆော့ရင်လည်းခံစားရမှာဆိုတော့နောက်တို့ဖန်တွေတော့တော်တော်ကြီးကိုမိုက်တယ်နောက်တစ်ခုအနေနဲ့ကတော့ဒါကတော့နောက်တို့ရဲ့ event အကျိုးပုံစံပဲဖြစ်ပါတယ်တို့ကြကြအနေနဲ့ကတော့ collaboration လုံးမဲ့ second 9ကောင်ရဲ့ emote တွေအပြင်နောက်တို့ရုပ်ရှင်တွေကတခြားတော့ creator တွေရဲ့ emote တွေပါဝင်လာမှာဖြစ်တယ်ဆိုတော့ဒါတော့တော်တော်ကြီးကိုမိုက်တယ်နောက်တစ်ခုအနေနဲ့ကတော့ tower skin တွေပဲဖြစ်ပါတယ် tower skin တွေကတော့ collaboration လာမဲ့ second 9ခုရဲ့ tower skin 9ခုကိုပဲထွက်ရှိလာမယ်လို့သိရတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုထဲမှာဘယ် hero ကဘယ် skin တွေနဲ့ collaboration လုပ်မလဲဆိုတာပြောပြသွားပေးမယ်နောက်ထပ်ဘာတွေထူးခြားချက်ပါသွားမလဲဆိုတာကတော့ပတ်တူးထဲမှာစောင့်မျှော်ကြည့်ကြပါဦး